ကောင်းတဲ့အပြောဆိုကောင်းတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရအတွက်ဘာကိုကောင်းအောင်လုပ်ရမလဲဆိုစိတ်ကောင်းအောင်လုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ဒါဖြင့်စိတ်ကောင်းအောင်ဘာတွေနဲ့မွမ်းမံပေးရမလို့ဆိုတော့မေတ္တာအများကျိုးကိုလိုလားတဲ့စိတ်ဓာတ်ကိုယ့်ရဲ့စိတ်ကိုမေတ္တာတွေနဲ့ထုံမွမ်းပေးဖို့လိုအပ်တယ်မေတ္တာလို့ဆိုလို့ရှိရင်တော်တော်များများကသဗ္ဗေတ္တအဝိရာဟောတုတရဝါတွေချမ်းသာကြပါစေလို့ဒီလိုမေတ္တာပို့နေတာကိုပဲမေတ္တာလို့ဒီလိုထင်တာမဟုတ်ဘူးကိုယ်စိတ်ထဲမှာဘု து ပေါ်ဖြစ်ဖြစ်မလိုမုန်းထားတဲ့စိတ်တွေကင်းရှင်းစွာထားပြီးအားလုံးအစဉ်ပြေကြပါစေအားလုံးဒုက္ခမရောက်ကြပါစေဟောမေတ္တာပို့ပုံလေးတွေအားလုံးရတဲ့ပရိကြီးထဲမှာလည်းပါတယ်လေနော်နေညမညတဒုက္ခမေစေယတယောက်ကတယောက်ကိုဆင်းရဲအောင်မလိုလားကြပါစေနဲ့